Hello everyone. Leo အပတ်စဉ်တင်ဆက်နေကြရာသီဘွားတစ်ပတ်တာ radio podcast တင်ဆက်မှုလေးရနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့အားလုံးပဲ happy new year ပါနော်ဆိုတော့အခု Leo တို့ဒါ2026ရဲ့ပထမဦးဆုံးရက်တစ်ပတ်တာကိုဖြတ်သန်းမှာဖြစ်တယ်ပေါ့လေအားလုံးရွှင်ရွှင်လန်းလန်းတက်တက်ကြွကြွလန်းလန်းဆန်းဆန်းနဲ့နှစ်တစ်ကိုစတင်ပြမယ်လို့Leo ယုံကြည်ရပေါ့နော်အားလုံးကိုစီ resolution နဲ့ determination စီနှစ်တစ်အတွက်ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့လဲအားလုံးအစဉ်သင့်ဖြစ်နေကြပြီလို့Leo ထင်တယ်Okay အဲ့တော့ဒါ Leo ရဲ့ YouTube channel နဲ့ Facebook page ကနေအပတ်စဉ်တင်ဆက်နေကြ reading ပေါ့လေအဲ့တော့ January 1ရက်နေ့ကနေ9ရက်နေ့အထိကို Leo energy လေးတွေဖတ်ပေးမယ်ရာသီဘွားတစ်ခုချင်းစီလိုက်သွားမှာဖြစ်တယ် Aries to Pisces မိသားအနေမင်းရာသီဘွားရဲ့အတွက်ပေါ့နော်အဲ့တော့မိမိရဲ့ရာသီဘွားကိုမသိဘူးဆိုလို့ရှိရင် Leo ရဲ့ဒီ video clip ရဲ့ description box လေးကိုနှိပ်ကြည့်ပါအဲ့ဒီမှာ Leo ရေးပေးထားတယ်ပေါ့ yes ဆွဲလေးနဲ့သွားကြည့်လို့ရတယ်နော်နောက်တစ်ခုကကြတော့ဒီ reading ကိုနားထောင်တဲ့နေရာမှာမိမိရဲ့ sun sign moon sign rising sign နဲ့လိုက်ပြီးတော့ message တွေကိုချဲ့ပြီးတော့နားထောင်ကြည့်လို့ရတယ် match ဖြစ်နေတာကိုလည်းတတိထားမိနိုင်တယ်ပေါ့လေ okay ဆိုတော့ Leo reading လေးကိုစလိုက်မယ်အဲ့တော့ new year 2026ဆိုတော့it's a really a fresh start ပေါ့နော် Leo အတွက်လည်းဒါ fresh start ပေါ့လေ what တစ်ခုစတယ်လို့ပဲခံစားမိနေရပေါ့ okay ကဲအားလုံးပဲကံကောင်းကြပါစေအဲ့တော့ first of all Leo Aries ကနေစလိုက်မယ်နော်အဲ့တော့January 1ရက်နေ့ကနေ9ရက်နေ့ဒီ Aries တွေအတွက် energy ကဘယ်လိုရှိမလဲကြည့်လိုက်မယ်နော် Okay Aries what's going to be your energy please show me the sign okay Aries oh my gosh Aries တွေအတွက်လွတ်လပ်ပြီးတရားမျှတတဲ့အနေအထားတစ်ခုနော် peace ပေါ့တချို့ကြလည်းငြိမ်းချမ်းမှုတစ်ခုငြိမ်းမှုတစ်ခုမျှော်လင့်နေတယ်လွတ်လပ်ပြီးတရားမျှတမှုတန်းတူခွင့်ရရှိမှုတွေမျှော်လင့်နေတာမျိုးတွေရှိမယ် yes ကိုမျှော်လင့်တဲ့အတိုင်းဖြစ်ဖို့ရှိပါတယ်အကူအညီတောင်းရင်အကူအညီရမယ်ကိုယ်တိုင်ကလည်းလူတယောက်ကိုငွေကြီးအပြင်အကူအညီပေးလိုက်ရတာမျိုးเนาะအလှူဒန်းပြုလုပ်လိုက်ရတာမျိုးလေးတွေဒီဘက်တာကာလာတွေမှာကြုံရတတ်ပါတယ်အင်မတန်ကောင်းပါတယ်အလှူကိစ္စတွေပါနှစ်သက်ကိုအလှူလို့ပါတော့လှုပ်ဖြစ်လိမ့်မယ်ဘာရင်မဟုတ်သတိမမူပဲနဲ့ပြုလုပ်မိလိုက်တဲ့ပေးကမ်းမှုလေးလည်းဖြစ်ချင်ဖြစ်မယ်ပေါ့နော်ဆိုတော့ဒီတစ်ပတ်တာကာလမှာငွေကြေးစည်းစိမ်မှုလေးကလည်း balance ဖြစ်နေအောင်တွေ့ရတယ်ပေါ့နော်ဝင်ငွေထွက်ငွေလေးမျှနေတယ်ကိုပေးလိုက်ရတဲ့အတွက်ကြောင့်မို့လို့လည်းပျော်နေတယ်စိတ်ထဲမှာကျေနပ်နေတာမျိုးလေးတွေဖြစ်နေပါလိမ့်မယ် Aries လေးအတွက်နော်အဲ့တော့ကိုလည်းအကူအညီလိုရဆိုရင်တဲ့ you can ask for help ပေါ့နော်အကူအညီတောင်းပါတဲ့ကိုလိုနေတဲ့အကူအညီကိုပေးမဲ့သူတွေရှိပါတယ်တဲ့ okay that's a message for Aries all right Leo Taurus ကိုကြည့်မယ်Taurus တွေအတွက်လာမယ့် January 1ရက်နေ့ကနေ9ရက်နေ့ထိ energy ကဘယ်လိုရှိမလဲ what's gonna be your energy for Taurus okay Taurus တွေ oh my gosh Taurus တွေခုနပြောသလိုပေါ့နော်ထီပေါက်ဖို့မျှော်လင့်နေတယ်ကိုဘဝရဲ့ကံကြမ္မာတိုးတက်ကောင်းမွန်သွားတာမျိုးတွေစိတ်ထဲမှာမျှော်လင့်နေတယ်เนาะငါရုတ်တရက်ပေါ့နော်တတိမကြီးဖြစ်သွားရင်သိကောင်းမှာပဲရုတ်တရက်ရာတူတိုးသွားရင်သိကောင်းမှာပဲလို့မျှော်လင့်နေတဲ့ Taurus တွေကိုLeoအများကြီးတွေ့နေရတယ်နှစ်သက်မှာဘဝပြောင်းကျင်နေတဲ့ Taurus တွေပေါ့နော်ငွေကြေးလက်လာပါကအင်မတန်မှကောင်းတယ်ဒီတစ်ပတ်တာကာလအတွင်းမှာ bonus ရတာမျိုးတို့ပတ်စံရတာမျိုးတို့ကိုစုဆောင်းထားတဲ့ပိုင်ဆိုင်မှုရွှေတို့ပါဆိုတန်မိုးတက်တာမျိုးတွေဖြစ်တတ်တယ်အဲ့တော့ရွှေတွေပါဆိုရင်မရောင်းနဲ့အောင်เนาะဥထားလိုက်အောင် Taurus ရွှေဈေးကတက်မလားမသိเนาะအဲ့တော့ Taurus ရဲ့ကိုပိုင်ဆိုင်ထားတဲ့ရွှေမဟုတ်ဘူးပေါ့เนาะဟိုပိုင်ဆိုင်မှုတွေကတန်မိုးတက်လာတာပေါ့နောက်တစ်ခါရွှေတွေပါတွေဝယ်မယ်ဆိုလည်းမြင်မြန်သာဝယ်စုထားလိုက်တယ်เนาะ Taurus တွေအတွက် message ပေါ့เนาะ so you're gonna be happy okay Taurus all right next Leo Gemini ကိုကြည့်ပေးမယ် Gemini နေရဲ့January 1ရက်နေ့ကနေ9ရက်နေ့ထိ what's gonna be your energy for Gemini okay Gemini wow Gemini နေရတယ်တယောက်တည်းပေါ့နော်တတိပုဂ္ဂလဆန်ဘဝကိုဖြတ်တန်းနေတာမျိုးပေါ့နော်ငါဘဝထဲမှာအချစ်တွေအနှစ်တွေမရှိတော့ပါဘူးလို့ထင်နေတဲ့ Gemini နေဆိုလို့ရှိရင်နှစ်စမှာတွေကိုရုတ်တရက်ကိုဘဝတွေကိုအချစ်တွေဝင်ရောက်လာဖို့ရှိပါတယ်တဲ့နော်မျော်လင့်မထားတဲ့ဆက်ဆံရေးမျိုးတွေမျော်လင့်မထားတဲ့ connection မျိုးလေးရလာဖို့ရှိပါတယ်တဲ့နော်တချို့တွေ address ဆိုလို့ရှိရင်တချို့ Gemini နေဆိုလို့ရှိရင်တွဲနေရဲဆိုလို့ရှိရင်တွဲနေရသူရှိရဲဆိုတော့မထင်ထားဘဲနဲ့ကို propose လုပ်တာမျိုးတို့မထင်ထားဘဲနဲ့တစ်ဖက်လူကကိုလက်ဆောင်နေပေးတာမျိုးတို့မထင်ထားဘဲနဲ့တစ်ဖက်လူကကိုပေါ်မှာ commitment တစ်ခု promise တစ်ခုပေးတာမျိုးဂတိကူပြုတာမျိုးလေးတွေဖြစ်တတ်ပါတယ်တဲ့နော်ဒီတပတ်တာကာလအတွင်းမှာ ADA ဆက်နဲ့အထီးကျန်နေတဲ့ Gemini တွေ
ပြန်လဲလန်းဆန်းနှွေးထွေးလာပါလိမ့်မယ်เนาะအဲ့တော့ Gemini တွေအတွက် message ကတော့တော်လေးကောင်းတာကိုတွေ့ရတယ် so good luck เนาะ okay next Cancer ကိုသွားမယ်အဲ့တော့ Cancer ရာသီဘွားလေးလာမယ့် January 1ရက်နေ့ကနေ9ရက်နေ့ထိဘယ်လို energy ရှိပါမလဲ Cancer all right thank you so much Cancer oh my gosh Cancer ရီတဲ့เนาะပြီးခဲ့တဲ့တပတ်တာကာလအတွင်းစိတ်ပင်ပန်းခဲ့ရတာစိတ်ညစ်ခဲ့ရတာမတရားဖြန့်ချခဲ့ရတာမျိုးတွေဒါလုပ်ငန်းခွင်နဲ့ပတ်သက်ပြီးတော့ဖြစ်ချင်းဖြစ်မယ်အလုံးနဲ့ပတ်သက်ပြီးเนาะကိုယ့်စီးပွားရေးနဲ့ပတ်သက်ပြီးတော့ဖြစ်ချင်းဖြစ်မယ်ပေါ့เนาะဒီလိုကိစ္စမျိုးတွေထပ်ပြီးတော့ကြုံရမှာအုံစားရမယ့်ကိစ္စတွေခေါင်းကိုက်ရမယ့်ကိစ္စတွေဖြစ်လာမှာစိတ်ပူနေတာစိုးရိမ်နေတဲ့ Cancer ကြီးရှိတယ်ဒါပေမဲ့မဖြစ်ပါဘူးလေဒီတပတ်တာကာလအတွင်းမှာအင်မတန်မှမိသားစုစုံညီပွဲတော်ပေါ့เนาะကိုယ့်ရဲ့မိသားစုနဲ့ပြန်လဲစုံစည်းရတာမျိုးမိသားစုနဲ့ပြန်ပြီး connect ဖြစ်တာเนาะရဝေးကနေပြန်စုံစည်းရတာမျိုးဖြစ်ချင်မယ် online ကနေပြန်စုံစည်းရတာမျိုးလည်းဖြစ်ချင်ဖြစ်မယ်ပေါ့เนาะမိသားစုနဲ့ဆက်ဆက်ပြီးတော့တဲ့ငွေကြေးကန်တက်လာတာမျိုးတို့အမွေနှိရတာမျိုးလေးတွေဖြစ်တတ်ပါတယ်တဲ့เนาะဆိုတော့တကယ်ကို family time ကိုဖြတ်တန်းရမယ်ရက်တစ်ပတ် family time တကယ် quality time ကိုဖြတ်တန်းရမယ်ရက်တစ်ပတ်ဖြစ်လိမ့်မယ် Cancer အတွက်ကတော့ immediate မှာအားကောင်းနေအောင်တွေ့ရတယ်ဆိုတော့ wish you all the best Cancer okay Leo next Leo ရာသီဘွားတွေအတွက်ကိုကြည့်ပြီးမယ် Leo တွေအတွက်လာမယ့် January 1ရက်နေ့ကနေ9ရက်နေ့ energy ပေါ့နော် Leo လေးအတွက်ကိုကြည့်မယ် Leo oh my gosh စိတ်ထဲမှာမတင်မကျဖြစ်နေတာဒီမပြတ်မသားဖြစ်နေတာဘာလို့ရမှာလဲဟိုဟာကိုရွေးချယ်ရမှာလားဒီဟာကိုရွေးချယ်ရမှာလားကိုယ့်ရဲ့စိတ်ထဲမှာမပြတ်မသားဖြစ်နေတဲ့အရာလေးတွေဇဝေဇဝမတိမချဖြစ်နေတဲ့အရာမျိုးလေးတွေရှိမယ်ကိုဖုတ်ဝူမိတိုက်လာပြီးတော့ပွားစီလာလို့တဲ့သူတွေကြောင့်ကိုကနားယောင်ပြီးတော့သူပြောရလဲဟုတ်တယ်လို့ပဲငါ့ကိုဒါလုပ်စီခြင်းနေတယ်လို့ပဲဟိုလူပြောရလဲဟုတ်တယ်လို့ပဲငါ့ကိုဒီဟာလေးဖြစ်စီခြင်းနေတယ်လို့ပဲလို့ဖြစ်နေတဲ့အတွေးတွေအကုန်လုံးက clear ဖြစ်သွားလိမ့်မယ်ဒီလာမယ့် January 1ရက်နေ့ကနေ9ရက်နေ့အတွင်းမှာ Leo တွေကလေကိုယ့်ရဲ့ power ပြန်ရမှာငါဆရာကြီးငါဒီလောက်ကိုလုပ်ရမှာငါကဒီနေရာနဲ့ထိုက်တယ်နဲ့ငါဒီနေရာကိုပဲဆက်ပြီးတော့ထိမ့်ပြီးတော့နေသွားရမယ်ဆိုတော့ energy တခုပြင်ရမှာဖြစ်တယ် Leo ရဲ့ leadership quality ကအရန်ကိုအားကောင်းနေမှာဖြစ်တယ်ကိုက puzzle တွေကိုဖြေရှင်းရတာပြဿနာတွေကိုဖြေရှင်းရတာเนาะနောက်တစ်ခုက Leo ခံစား Leo တွေလုပ်ငန်းခွင်မှာအကွက်ရွှေ့နေရတဲ့ဇက်လန်းတွေရှိကောင်းရှိမယ်ပေါ့เนาะဥပမာကိုနဲ့ rivals ပြိုင်ဘက်တွေ rivalry ပေါ့เนาะပြိုင်ဘက်တွေနဲ့အတူပေါ့လေအကွက်ရွှေ့ရတယ်chess ထိုးတယ်လို့ပဲပေါ့เนาะ you will win you will definitely win ကိုကဒါအလုံးဝ check point ရောက်ပြီးတော့သူတို့ကိုနိုင်မှာကိုယ့်ရဲ့ leadership quality နဲ့ကိုအနိုင်ရမှာဖြစ်ပါတယ်တဲ့အဲ့တော့ Leo ရဲ့ will power determination စီစိတ်ခိုင်မာမှုတွေစိတ်တက်ကြံ့ခိုင်မှုတွေက January 1st week မှာတော်တော်ကိုထိရောက်နေမှာဖြစ်ပါတယ် okay so Leo good luck all right next Virgo ကိုကြည့်ပေးမယ်เนาะအဲ့တော့ Virgo လေးတွေအတွက် energy coming January 1st to 7 ပေါ့เนาะVirgo, what's gonna be your energy? Virgo, oh my gosh. Virgo တဲ့စောင်းမိတဲ့ချင်းနေဆိုပြီးတော့တမျောမျောဖြစ်နေရစရာရှိရပတ်စံနေရဖို့မျောနေတာအချိန်တစ်ခုခုစောင်းတာကိုရင်းထားတဲ့လုံအားတွေငွေအားတွေကိုရဲ့ဘဝမှာရှိမယ်เนาะကိုအားစိုက်ထုတ်ထားတယ်ဒီအလုပ်ပေါ်မှာဒါပေမဲ့အဲ့ဒီရဲ့အကျိုးမြတ်တွေကမလာသေးဘူး Virgo တွေကတမျောမျောပေါ့ကြိုးကြလည်းကိုကြည့်ရတဲ့သူမျောနေတာမျိုးရှိမှပေါ့လေအမေဒီဘက်တာကလာတော့ Virgo တွေစိတ်ဖိစီးမှုများနေတာတော့နှစ်စမှာဘယ်လိုဖြစ်လဲတော့မသိဘူးကျမ်းမာရေးအားနေတာเนาะကျမ်းမာရေးအားနေတာတယောက်တည်းနေခြင်းတာသူနဲ့မှစကားမပြောချင်တာမျိုးလေးတွေเนาะအဲ့လိုမျိုးလေးတွေဖြစ်တဲ့နောက်တချို့Virgo ဆိုလို့ရှိရင်လည်းကတွင်းပြတ်တာတို့စားမဝင်တာမျိုးတို့เนาะအေးမိတာမျိုးလေးတွေဖြစ်တဲ့တတိထားနောက်တစ်ခုကအလုပ်တွေတော့လုံနေလိမ့်မယ်ဒါပေမဲ့စိတ်ထဲမှာထွက်ပေါက်ပိတ်နေတယ်လို့ခံစားရတာမျိုးเนาะစိတ်ထဲမှာမွန်းကျက်နေတယ်လို့ခံစားရတာမျိုးကိုယ့်အတွက်လမ်းပြောင်းနေတယ်เนาะထွက်ပေါက်ပိတ်နေရလို့ခံစားနေရတဲ့စိတ်တွေကြီးစိုးနေလိမ့်မယ်တဲ့အဲ့တော့ Virgo တွေ if ever ပေါ့เนาะကိုယ်မှာအဲ့လိုမျိုးထွက်ပေါက်မရှိဘူးလို့ခံစားရတယ်မွန်းကျက်နေရတယောက်တည်းလို့ဖြစ်နေရဆိုရင် Leo နဲ့စကားလာပြောလို့ရပါတယ် Virgo တွေเนาะနှစ်စမှာ motivation တွေ Leo နဲ့တူယူလို့ရပါတယ်လို့เนาะ Virgo လေးတွေအားမငယ်ပါနဲ့ okay wish you all the best all right next Libra တွေတွေ့ကြည့်ပေးမယ်အဲ့တော့ Libra လေးတွေလာမယ့် January 1ရက်နေ့ကနေ9ရက်နေ့ထိ energy ကဘယ်လိုရှိလဲ Libra တွေတွေ့ပြပေးပါ okay Libra
Libra အတွက်ကကြတော့ဘာဒီကိုစိုးရင်ပြီးကြောင်းကြပြီးစိတ်ပူနေတယ်လို့မသိအစစရရပြင်ဆင်နေတာကိုတွေ့ရတယ်ပေါ့နော်နောက်တစ်ခုကကြတော့ကို decision တစ်ခုခုချတယ်မှားသွားမှကြောက်တယ်ကိုတစ်ခုခုပတ်စံရင်းလိုက်တယ်ဆုံးရှုံးသွားမှကြောက်တယ်စိတ်ထဲမှာ feeling loss ဖြစ်မဲ့ဟာမျိုးကိုတွေးပူနေတာပြောနော် subconscious mind မှာ loss ဖြစ်နေတဲ့ဟာမျိုးတွေးပူနေနောက်တစ်ခါဘာမှမလိုချင်တော့ဘူးဆိုရင်စိတ်မျိုးတွေပေါ့နော်ငါလှုပ်လဲရှုံးမှာပဲဆိုရင်စိတ်မျိုးတွေဖြစ်နေတယ် very negative ဘက်ကိုသွားနေတာတွေ့ရနောက်တစ်ခါကျတော့ကိုယ့်ရဲ့အတိတ်မှာတော့ဒီလိုရှုံးခဲ့တာမျိုးတွေပတ်စံဆုံးရှုံးတာဖြစ်မဲ့လှုပ်အားဆုံးရှုံးတာဖြစ်မဲ့စာမွေးအစင်မပြေတာဖြစ်ခြင်းဖြစ်မဲ့ဒီလိုပေါ့နော်ပြဿနာတက်ခဲ့တာမျိုးတွေရှိမယ်နော်လွန်ခဲ့တဲ့ recent ရက်တဲ့ဘက်ဒီနောက်လာဒီမှာဖြစ်တယ်ဒါမျိုးတွေပြန်ဖြစ်မှာကိုကြောက်နေတာနော်အဲ့တော့ library ကလေအခန့်တက်ဆောင်နေတယ်လို့ပဲအဖက်ဖက်ကနေကိုတိုက်ခိုက်မဲ့ energy ကိုပြိုလဲသွားအောင်လုပ်မဲ့ဟာတွေကိုကြောက်ပြီးတော့ကိုကစိုးရိမ်နေတာတကယ်တော့ဒီတပတ်တာပြိုလဲမဲ့ရက်တဲ့ဘက်မဟုတ်ဘူး Libra တွေတအားကြီးစိုးရိမ်စိတ်မလွန်ကဲပါနဲ့ကိုလှုပ်ရှားရှိတဲ့ကိစ္စကိုလှုပ်ပါလက်ပြလုံးလုံးနဲ့လှုပ်ပါလို့အကြံပေးခြင်းတယ်ပေါ့နော် Libra တွေ okay wish you all the best all right next Scorpio တွေအတွက်ကြည့်ပြီးမယ်အဲ့တော့ Scorpio တွေလာမဲ့ January 1ရက်နေ့ကနေ9ရက်နေ့ထိကဘယ်လို energy မျိုးရှိပါသလဲ Scorpio Alright Scorpio oh my gosh Scorpio တွေညနေညနေဒီညံဝါညံပြားတွေထုတ် idea အသစ်တွေထုတ်နေတယ်အလုပ်ငန်းအသစ်တစ်ခုလုပ်ဖို့စဉ်းစားနေတယ်လမ်းကြောင်းအသစ်တစ်ခုကိုစဉ်းစားနေတယ်เนาะစိတ်ထဲမှာညနေညနေညံဝါဆို idea တွေထုတ်နေတာလူမျိုးစိတ်ထဲမှာခံစားရเนาะလက်ရှိအခြေအနေထက်ပိုကောင်းတဲ့အလုပ်တစ်ခုပိုကောင်းတဲ့ new version တစ်ခုကိုတွားကျင်နေရမျိုးတွေဖြစ်မယ်ဒီတစ်ဖက်ထာကနာအတွင်းမှာကိုယ့်ရဲ့အိမ်ထောင်ဘက်ကိုယ့်ရဲ့ချစ်ခင်သူကိုယ့်ရဲ့ soul partner ကိုယ့်ရဲ့မိတ်ဆွေပေါ့ကိုယ့်နဲ့အရင်အနည်းအဆုံးလူနဲ့ကိုယ့်ရဲ့လက်တွဲဖော်နဲ့အတူတူတိုင်မီဆွေးနွေးပြီးတော့လုပ်တဲ့ကိစ္စတွေကအဆင်ပြေပါလိမ့်မယ်တဲ့နော်တယောက်တည်းကိုယ့်ရဲ့ idea ကိုအကောင့်ထဲပေါ်တာတဲ့ကိုအရင်အနည်းဆုံးလူကိုရင်ဖွင့်လိုက်တာသူနဲ့တိုင်မင်းလိုက်တာသူနဲ့အတူတူရှေ့ဆက်ပြီးတော့လုပ်မယ်လို့ဆုံးဖြတ်ချက်ချလိုက်တာဒီက Scorpio တွေအတွက်ပို့ပြီးတော့ကောင်းပါတယ်တဲ့နော်ဆိုတော့သူတို့ကိုတဲဥပြတ်မှာမနေတော့ဘူးသူတို့ကိုတိုက်ကြီးဆောက်ပြီးနေမယ်ဒီလိုမျိုးပေါ့နော်ဒါ example လေးပြောပြနော်အမြဲတမ်းကိုယ့်ရဲ့လက်တွဲပေါ်နဲ့တိုင်မြင်လောက်ပါအဆင်ပြေသွားလိမ့်မယ်တဲ့နော်ဆိုတော့ Scorpio တွေအတွက် energyကောင်းပါတယ် okay မိတ်ဆွေကန်လည်းတက်နေအောင်ပြတယ်နော် okay အဲ့တော့ next Leo Sagittarius ကိုကြည့်ပေးမယ်အဲ့တော့ Sagittarius တွေလာမဲ့ January 1ရက်နေ့ကနေ9ရက်နေ့ထိ energy ကဘယ်လိုရှိလဲ Sagittarius oh my gosh စိတ်ထဲမှာမွန်းကျက်နေရမျိုးဘာလို့လုံးဝမလဲမသိဖြစ်နေရမျိုးတွေเนาะတခုခုလုံးမယ်ဆိုရင်ရက်တန့်သွားမှမျိုးကြောက်တယ်ရှေ့ဆက်မတိုးဖြစ်တာမျိုးလေးတွေကိုကြောက်တယ်เนาะကိုယ်စိတ်နဲ့ကိုပြန်နှိပ်စက်နေတဲ့အတွေးတွေများနေတတ်တယ်เนาะဒါမဲ့ဒါကိုယ့်ရဲ့ subconscious မှာဖြစ်နေတာဒီစိတ်တွေကိုတတ်နိုင်တဲ့လောက်ဖြတ်ပါဘာလို့လဲဆိုတဲ့အခါကျတော့ဒီတပတ်တာကာလအတွင်းမှာငွေကံကောင်းနေရဲ့ကိုယ်မှာရှိရဲ့ငွေကြီးဥစ္စာဒနာကိုဘယ်နေရာမှာရင်းနှီးမြှုပ်နှံရမှာလဲဥပမာထားပါတော့ဘယ်တင်တန်းတက်ရမှာလဲကိုဘဝရှေ့ဆက်ဖို့အတွက်ဒီစာမေးပွဲဖြေရမှာလားဟိုစာမေးပွဲဖြေရမှာလားဒီအလုပ်ကိုလုပ်ရမှာလားဘယ်နေရာမှာငါ invest လုပ်ရမှာလဲဆိုတော့ကိုတိကျကျသိသွားမယ်ရတဲ့တပတ်ဖြစ်ပါတယ်တဲ့ထို့အတူအဲ့လိုမျိုး invest လုပ်ဖို့အတွက်လက်ထဲမှာငွေရေးကြေးရေးအရင်းနှီးလေးတွေလည်းရလာတတ်ပါတယ်တဲ့။အိုးသိကောင်းတယ်နော် Sagittarius တွေအဲ့တော့အရင်ကြီးအတွေးမများနဲ့ရတဲ့ပတ်စံကိုဘယ်နာမှာ invest လုပ်မလဲဆိုတာစဉ်းစားလမ်းကြောင်းပေါ်လာတတ်တယ်။ Okay Sagittarius good luck. All right. Next Leo Capricorn ကိုကြည့်ပါမယ်အဲ့တော့ Capricorn လေးတွေလာမယ့် January 1ရက်နေ့ကနေ9ရက်နေ့ it's your season right Capricorn season လေးနော်အဲ့တော့ကိုက Capricorn ရသည်ဆိုတော့ Capricorn လေးတွေဘယ်လိုအခြေအနေရှိသလဲကြည့်အောင် Oh Capricorn စိတ်ထဲမှာတော့မပြောဘူးလက်ရှိနေရာကနေထွက်သွားခြင်းတယ်လက်ရှိအလုပ်ကနေထွက်ခြင်းတယ်တခြားနေရာတခုကငါ့ကိုခေါ်သွားမဲ့လူရှိရင်သိကောင်းမှာပဲလို့တွေးနေတဲ့ Capricorn နေရှိကောင်းရှိမယ်အတွေးတွေနဲ့များပြီးတော့အလုပ်သွားလဲဒီစိတ်เนาะအလုပ်လဲဒီစိတ်အင်အားထွက်လဲဒီစိတ်အဲ့လိုမျိုးဖြစ်နေရမျိုးတွေဖြစ်တတ်တယ်เนาะ Okay Capricorn နဲ့ you're on the path you're on the way to your goals and dream ပေါ့နော်ကိုယ့်ရဲ့အိမ်မက်တွေအကောင့်တွေပေါ်ဖို့ကိုကလမ်းကြောင်းပေါ်ရောက်နေပြီးသားဖြစ်ပါတယ်လက်ရှိလုပ်နေတဲ့အရာလေးလက်ရှိစူးစမ်းနေတဲ့အရာလေးအလုပ်အကံလေးကိုဆွဲထားပါတဲ့စာချက်နေရဲ့ subject တစ်ခုလေ့လာနေဒါလေးကိုကင်ဆွဲထားပါဆက်ပြီးဆွဲထားပါဆက်ပြီးတော့လေ့လာပါတဲ့ဤခကြီးမဝေးတော့ပါဘူးကိုဖြစ်ချင်တဲ့အိမ်မက်တွေကမဝေးတော့ပါဘူးတဲ့နော်လာတော့မယ်ပေါ့နော်အဲ့တော့အချိန်တစ်ခုပဲလိုတော့တာတဲ့ဆိုတော့ဒီတပတ်တာကာလအတွင်းမှာကိုယ့်ရဲ့
စန္ဒာလေးတွေပေါ့နော်တချို့စန္ဒာလေးတွေပြည့်မြောက်လာဖို့ရှိပါတယ်စန္ဒာပြည့်ဖို့အတွက်အလင်းရောင်တက်တက်မြင်ရတာမျိုးလေးတွေပေါ့နော်ကိုယ့်ရဲ့စိတ်ထဲမှာအိုးတကယ်ဖြစ်လာတော့မှာပဲဆိုရက်မျောလင်းချက်လေးတစ်ခုတွေ့တာမျိုးလေးတွေเนาะအလင်းရောင်လေးတစ်ခုတွေ့တာမျိုးလေးတွေဖြစ်လာလိမ့်မယ်တဲ့ Capricorn နေဆိုတော့ဆက်ပြီးတော့ maintain လုပ်ပါဆက်ပြီးတော့ဒီအလုပ်ကိုပဲဆက်ပြီးတော့စူးစမ်းပြီးတော့လုပ်ကင်ပါလို့လေးကအကြံပေးခြင်းနဲ့เนาะ okay Capricorn good luck all right next Leo Aquarius ကိုကြည့်ပေးမယ် Aquarius တွေအတွက်လာမယ့် January 1ရက်နေ့ကနေ9ရက်နေ့ထိကဘယ်လို energy မျိုးရှိပါသလဲ Aquarius all right Aquarius oh my gosh စိတ်ညစ်ညူရတာတွေစိတ်ပင်ပန်းရတာတွေဘယ်သူကငါ့ကိုလာပြီးတော့ဖြန်ကြမှာလဲဘယ်သူကငါ့အနိုင်ကျင့်မှာလဲလို့စိတ်ပူနေရမျိုးတွေရှိရဲအဲ့ဒါတွေလွတ်ချထားခဲ့လို့ဒီဘက်တာကလာတော့မနိုင်လဲချင်းမခံရနော်ချစ်ခင်သူတွေနဲ့ဝန်းဝိုင်းနေတဲ့ energy တွေတခုကိုတွေ့ရတယ်ဆွဲအတွက်ကြောင့်မလို့ဒီဘက်တာကာလာအတွင်းမှာနော်ကိုယ့်ရဲ့စိတ်ကူးထားတဲ့အတိုင်းအိမ်မက်ထားတဲ့အတိုင်းလက်တွေ့အကောင့်ထဲပေါ်ဆောင်ရွက်နိုင်တဲ့ကိစ္စလေးတွေဖြစ်ဖို့ရှိပါတယ်တဲ့တိုးတိမ်ဒူနာမှုစဉ်းစားနေ Aquarius ဆိုလို့ရှိရင်လေဒီတစ်ပတ်တာကာလအတွင်းမှာအထမြောက်ပါလိမ့်မယ်ဘယ်လိုအစီအစဉ်ဆွဲရမလဲဆိုတာကိုသိသွားပါလိမ့်မယ်တဲ့နော်ဆိုတော့ very beautiful start of 2026ဖြစ်လိမ့်မယ်အဲ့တော့2026ကိုအဖွင့်လေးကအရန်လှသွားပြီเนาะ Aquarius တွေအတွက်အရန်လှသွားပြီဆိုတဲ့အတွက်ကြောင့်မို့လို့ဘာမှစိတ်ညစ်စရာမလိုဘူးစိတ်ပြက်စရာကိစ္စတွေကိုထိုးနှက်တဲ့ကိစ္စတွေကပြီးသွားပြီပထမတစ်ပတ်မှာတင်ကိုပဲကိုဖြစ်ချင်တဲ့ဆန္ဒလေးတစ်ခုပြီးတစ်ခုဖြစ်လာတယ်ဆိုတဲ့ဟာလေးကိုခံစားရပါလိမ့်မယ်တဲ့เนาะဆိုတော့အခြေကြီးကန်လဲတက်လာတယ်เนาะအရင်တော့အခြေကြီးနဲ့ပတ်သက်ရင်အမြဲတမ်းကိုကပြန်ကြခံရတယ်ဆိုရင်အခြေစမ်းလေးကပြန်တက်လာတာကိုတွေ့ရတယ်ဒီဘက်တာကာလာအတွင်းမှာ Aquarius wish you all the best เนาะ okay next and the last Pisces အဲ့တော့ Pisces မင်းရာသီဝါးလေးအတွက်ကြည့်မယ် January 1ရက်နေ့ကနေ9ရက်နေ့ထိ main လေးတွေအတွက် blue energy ရှိပါတယ်လေ Pisces all right Pisces oh my god စိတ်ထဲမှာနေရာမဖက်ပေးချင်တာခေါင်းမာတာမျိုးတွေကိုကဥဆောင်ပြီးတော့လှုပ်ချင်တာမျိုးတွေရှိမယ်တဲ့เนาะနောက်တစ်ခုကဘသူဟာများငါ့ကိုချဲလဲမှာလဲဘသူဟာများငါ့ကိုဆိုးမိုးမှာလဲဘသူဟာများငါ့ကိုပိုကြသွားမှာလဲဆိုတာမျိုးစိတ်ထဲမှာတွေးပူနေတာမျိုးရှိမယ်ကိုကဒီနေရာကိုလိုချင်တာဒီ leadership role ကိုကိုကရချင်တာလေ Pisces ကြီးอ่ะအဲ့တော့ဖြစ်လာပါလိမ့်မယ်တဲ့ဖြည်းဖြည်းချင်းပေါ့တဲ့ကိုလုံးနေရဲ့အလုပ်ကလမ်းကြောင်းမှန်ပေါ်ရောက်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီချိန်မှာချစ်တယ်လှမ်းပြီးတော့အလုပ်လုပ်ပါတယ်လမ်းကြောင်းမှန်နေပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့အချိန်တစ်ခု timing တစ်ခုကြာပြီဆိုတာနဲ့ကိုဖြစ်ချင်တဲ့အရာလေးဖြစ်လာဖို့ရှိပါတယ်တချို့ Pisces တွေအတွက်ဆိုလို့ရှိရင်နိုင်ငံခြားကံပေါ့ကိုကအဝေးတနေရာဒီထက်ကိုဝေးလံတဲ့နေရာတနေရာမှာအလုပ်သွားလုပ်ချင်တာမျိုးတွေ migrate လုပ်ချင်တာမျိုးတွေဆိုဖြစ်လာတော့မယ်တဲ့เนาะဆိုတော့ကိုစ조사နေရမှန်တယ်လမ်းကြောင်းပေါ်ရောက်နေပြီဖြစ်တဲ့ကြောင့်မလို့ဆက်ပြီးတော့စ조사ပါတစ်ချိန်ကျရင်လာလိမ့်မယ်အချိန်ကြာချင်းကြာမယ်ဒါပေမဲ့အဲ့ဒါကို view size ဆရာမလို့ဘာဖြစ်လဲဆိုတော့လာမယ်ကြာမယ်မျောဆိုတဲ့ energy လေးတစ်ခုပြထားတာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ဘက်ကယုံကြည်စီလေးနဲ့ဆက်လက်စ조사သွားဖို့ပဲလိုပါတယ်တဲ့ Pisces အဲ့တော့ Pisces ရဲ့ပထမအဖွင့်ရတဲ့ဘက်ကလည်းအရန်ကိုလှနေတာကိုတွေ့ရတယ်။ New Year မှာ energy လေးတွေကောင်းနေတာကိုတွေ့ရတဲ့အတွက်ကြောင့်မို့ Leo Imitan မှာဝမ်းသာပါတယ်။အရန်ကိုလည်းကျင်းနေပါတယ်။ Okay အဲ့တော့ all right အခု Leo တင်ဆက်ပြီးသွားပြီ January 1ရက်နေ့ကနေ9ရက်နေ့အထိပေါ့နော်။ရာသီပွားတစ်ပတ်တာသတင်းစကားနော် Zodiac energy ဖြစ်တယ်။အားလုံး enjoy ဖြစ်မယ်အားလုံးနဲ့ resonate ဖြစ်မယ်လို့ Leo ယုံကြည်ပါတယ်။အဲ့တော့ဒီ video clip ဒီ audio clip လေးကို Leo က YouTube channel လေးမှာ Facebook page မှာပါ Leo တင်ပေးမယ် Leo နဲ့ personal consultation ရနိုင်တဲ့ available packages တွေရော Leo ဒီ audio clip မှာအသေးစိတ်မရှင်းပြတော့ဘူး audio clip ရဲ့ description box မှာအသေးစိတ်ရနိုင်မဲ့ package အချို့ပေါ့နော်ယူများတဲ့เนาะ client တွေယူများကြတဲ့ package consultation package အချို့ကို Leo ရှင်းလင်းပြီးတော့စာလေးရေးသားထားပေးပါတယ်စိတ်ဝင်စားရဆို Leo ရဲ့ Facebook page Messenger chat box ကနေစုံစမ်းမိမြန်းပြီးတော့ booking appointment လေးယူလို့ရတယ်เนาะ Okay အားလုံးပဲနှစ်သစ်မှာစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပျော်ပျော်ရွှင်ရွှင်လေးဘဝကိုဖြတ်သန်းနိုင်ပါစေ Happy New Year ပါเนาะ Okay that's it for this week and have fun